နဲ့ဒီလိုလာလေ ကားလာပြီလားမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမတို့တာမီနဲ့ကျမတို့အကြီးတို့ရဲ့မိသားစုရုပ်ရှင်တော့ကြည့်ရဖြစ်ပါတယ်ကလေးနှစ်ယောက်ရဲ့ဘဝမှာပထမအဆုံးရုပ်ရှင်ကြည့်ရှင်ဖြစ်တယ်လို့ကျမတို့လည်း2019ကနေ2026တွဲမှာဒါပထမအဆုံးရုပ်ရှင်ပြန်ကြည့်ခြင်းဖြစ်ပါတယ်အဲ့မှာကလေးနှစ်ယောက်ကတအားပြောရုပ်ရှင်အောင်နဲ့ဝင်ငယ်တို့မှာဓာတ်ပုံလေးရလေးရိုက်ရတယ်တော့ပြီးတော့ကျမတို့ cheese popcorn ဝယ်တယ်ဒါကတော့ရုပ်ရှင်ရုံတဲကိုသွားနေတာပါဒီမှာလေကျမတို့ကအင်္ဂလိပ်စကားပြောနေကြည့်မှာဆိုတော့ယုံကြည်မရအောင်ယုံသေးမှာပဲကြည့်ရတာပေါ့နော်အရန်စိတ်လှုပ်ရှားကြည့်အောင်ပါချင်းတွေကတော့ကျမအိမ်မှာခဏခဏဖွင့်နေတော့အိုးကချင်းတွေကတော့မွားနာတဲ့ချင်းတွေတော်တော်ရတယ်အိမ်မှာမောင်နှမနှစ်ယောက်ကလေရုပ်ရှင်အစားဆုံးပြီးအထိဘာပြဿနာမှမရှာပဲနဲ့အမကြည့်သွားကြပါတယ်ဆောင်ကြည့်ပေးတဲ့ကျေးဇူးများတင်ပါတယ်ရှင်တတ်တာ